မင်္ဂလာပါမြန်မာ History Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့မြန်မာ History Channel ကနေမြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတွေနဲ့ပြီးတော့ပြည်တွင်းတောင်းကျမှုသမိုင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ KNDO တို့ရဲ့စူပူတောင်းကျမှုများနဲ့ကရင်တနက်ကင်တပ်ရင်းတွေတောခိုခြင်းနေချက်ပယောဂကြောင့်လူမျိုးရေးအာဃာတတွေပေါ်ပေါက်လာခြင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုအင်္ဂလိပ်ကစစ်ပွဲ၃ကြိမ်တိုင်အောင်ဖြစ်ပွားအောင်ဖန်တီးပြီးတဲ့နောက်မြန်မာနိုင်ငံတနိုင်ငံလုံးကို1885ခုနှစ်မှာသိမ်းပိုက်အုပ်ချုပ်ခဲ့ပါတယ်။နေကျဲတို့ရဲ့ပြည်ရတစ်ခုအဖြစ်သွေးခွဲအုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့လူမျိုးစုအတွင်းမှာတယံဇာတတွေတန်တရားတွေအာဃာတတွေမုန်းတီးမှုတွေပေါ်ပေါက်ခဲ့ရပါတယ်။အထူးသဖြင့်တော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကရင်တိုင်းရင်းသားတွေနဲ့မြန်မာတိုင်းရင်းသားတို့ကြားမှာလူမျိုးရေးတန်တရားတွေအာဃာတတွေမုန်းတီးမှုတွေဖြစ်အောင်နေချက်အင်္ဂလိပ်ကဖန်တီးပေးခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအကြောင်းတရားတွေရဲ့အကျိုးဆက်ဖြစ်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်တွင်မှာပဲပြည်တွင်းစုပုံမှုတောင်းကျမှုတွေပေါ်ပေါက်လာရမှာတော့ KNDO ခေါ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကရင်တနက်ကင်တရင်တွေတောခိုပြီးတော့စုပူတောင်းကျမှုတွေလည်းတခုအပါဝင်ဖြစ်ခဲ့ပါတယ်။နေချက်အင်္ဂလိပ်ကမြန်မာနိုင်ငံတနိုင်ငံလုံးကိုစတင်သိမ်းပိုက်အုပ်ချုပ်ပြီးကတည်းကကရင်နဲ့မြန်မာကိုသွေးခွဲစီရန်သွေးခွဲခဲ့ပါတယ်ဒီလိုပြုလုပ်ရတဲ့လုပ်ရတိုင်းမှာလဲအမေရိကန်နဲ့အင်္ဂလိပ်ခရီးရန်သာသနာပြုတွေကလည်းအခမ်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ခဲ့ပါတယ်မြန်မာနိုင်ငံက1885ခုနှစ်မှာထီကျိုးစီပေါက်သူ့ကျွန်ဘဝရောက်ခဲ့ရတော့လဲပဲမြန်မာထီးနှန်းကိုပြန်လဲစိုက်ထူရန်မျိုးချစ်မြန်မာများနဲ့တိုင်းရင်းသားတွေကနေချက်အင်္ဂလိပ်ကိုတွန်းလှန်တိုက်ခိုက်ခဲ့ကြပါတယ်ဒီလိုဆင်နွှဲခဲ့တဲ့နေချက်တော်လှန်ရေးတွေကိုနှိမ်နင်းရန်အင်္ဂလိပ်ကကရင်လူမျိုးတွေကိုလက်နက်တပ်ဆင်ပေးပြီးတော့အသုံးပြုခဲ့ပါတယ်ဒီလိုကရင်လက်နက်ကင်အဖွဲ့အစည်းတွေကိုစုစည်းပြီးတော့မြန်မာမျိုးချစ်တော်လှန်ရေးတပ်သားတွေကိုနှိမ်နင်းတိုက်ခိုက်စေရမှာအင်္ဂလိပ်နဲ့အမေရိကန်ခရီးရန်သာသနာပြုများလည်းပါဝင်ခဲ့ပါတယ်1889ခုနှစ်အတွင်းမှာအင်္ဂလိပ်အစိုးရကစစ်တပ်တွင်းကိုမြန်မာလူမျိုးတွေပါဝင်ခွင့်ကိုရပ်ဆိုင်းလိုက်ပြီးတော့ကရင်လူမျိုးများနဲ့နောက်အခါမှာကချင်ချင်းစတဲ့တိုင်းရင်းသားတွေကိုသာစုဆောင်းပါဝင်စေခဲ့ပါတယ်1889ခုနှစ်မှာအထက်မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့အင်္ဂလိပ်နေချက်တော်လှန်ရေးလှုပ်ရှားမှုတွေကိုနှိမ်နင်းရန်ကရင်လက်နက်ကင်တပ်ဖွဲ့တစ်ခုကိုသာအသုံးပြုခဲ့ပါတယ်။ဒါကြောင့်ပဲကရင်နဲ့မြန်မာလူမျိုးတွေကြားမှာအမြင်မကြည်လင်မှုတွေအာဃာတတွေအမုန်းတရားတွေကအကျိုးဆက်များအဖြစ်ပေါ်ပေါက်ခဲ့ရပါတယ်။အလားတူပဲအောက်မြန်မာနိုင်ငံမှာလည်းပေါ်ပေါက်ခဲ့တဲ့နေချက်အင်္ဂလိပ်တော်လှန်ရေးတွေမှာလည်းမျိုးချစ်မြန်မာအင်အားစုတွေကိုနှိမ်နင်းတိုက်ခိုက်ရန်ကရင်လူမျိုးတွေကိုနေချက်အင်္ဂလိပ်ကအသုံးချခဲ့ကြပါတယ်။တောင်ငူမှာဖြစ်ပွားခဲ့တဲ့နေချက်တော်လှန်ရေးတိုက်ပွဲတွေမှာကရင်လူမျိုးတွေကိုခရစ်ယာန်သာသနာပြုများကဥဆောင်မှုပေးကတော်လှန်ရေးအင်အားစုတွေကိုတွန်းလှန်တိုက်ခိုက်စေခဲ့ပါတယ်။မဟာဝန်ရှင်တော်မင်းကြီးဘာနက်ကလည်းလက်နက်တွေကိုတပ်ဆင်ပေးခဲ့ပါတယ်။နေချက်အင်္ဂလိပ်ရဲ့သွေးခွဲအုပ်ချုပ်မှုစနစ်နဲ့တိုင်းရင်းသားလူမျိုးများအချင်းချင်းသွေးကွဲစီရန်ဆောင်ရွက်ခဲ့တဲ့လုပ်ရများနဲ့ပတ်သက်ပြီးတော့ဖော်ပြရန်ထင်ရှားတဲ့တာရကတရက်ကတော့ဒေါ်နယ်မဂ္ဂဇီစမီဒန်ရေးသားတဲ့ပြည်တိန်အစိုးရဘောတစ္ဆာစောင့်တည်တဲ့မြန်မာနိုင်ငံမှာကရင်လူမျိုးများစာအုပ်မှာမြန်မာနိုင်ငံမှာပြည်တိရှားတို့အုပ်စိုးမှုကိုအတွန်းရှည်စေရန်ရဲဝံ့စွန့်စားစွာနဲ့တစ္ဆာရှိစွာကာကွယ်စောင့်ရှောက်ခဲ့တဲ့သူတွေကကရင်လူမျိုးများပင်ဖြစ်ကြောင်းကရင်လူမျိုးများကသာတစ္ဆာရှိစွာရဲဝံ့စွန့်စားစွာနဲ့ဗြိတိရှအစိုးရရဲ့အမှုတော်ကိုထမ်းဆောင်ခြင်းမပြုခဲ့လျင်မျိုးချစ်ဗမာတော်လှန်ရေးအင်အားစုတွေကအောက်မြန်မာနိုင်ငံကိုပြန်လည်သိမ်းပိုက်နိုင်မည်ဖြစ်ကြောင်းဒီနယ်ချက်အင်္ဂလိပ်တော်လှန်ရေးစစ်ပွဲမှာကရင်လူမျိုးများသာဗမာတွေဘက်ကနေပါဝင်ပါကဗြိတိရှတို့သည်မြန်မာနိုင်ငံကိုဆက်လက်သိမ်းပိုက်အုပ်ချုပ်ရန်အခက်အခဲများနဲ့ရင်ဆိုင်ရမည်ဖြစ်ကြောင်းဒီလိုရေးသားဖော်ပြမှုကိုထောက်ရှုခြင်းအပြင်ကရင်လူမျိုးတွေကဗြိတိရှလူမျိုးတွေအပေါ်မှာဘလောက်ကူညီခဲ့တယ်ဆိုတဲ့အကြောင်းပေါ်လွင်စွာထင်ရှားနိုင်မည်သိတာနိုင်မည်ပဲဖြစ်ပါတယ်ကရင်လူမျိုးများရဲ့လူမျိုးရေးသွေးကွဲမှုစိတ်ဓာတ်ကတော့1881ခုနှစ်ကတည်းကအရှိန်ရစပြုပြီးပဲဖြစ်ပါတယ်ကရင်လူမျိုးတွေက1881ခုနှစ်မှာဒေါကနေခေါ်ကရင်အမျိုးသားအသင်းကိုတီထောင်ဖွဲ့စည်းခဲ့ပါတယ်ကရင်အမျိုးသားအသင်းကနိုင်ငံရေးအသင်းဖွဲ့အသွင်နဲ့ခရစ်ယာန်ဘာသာဝင်ကရင်တွေနဲ့ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ကရင်များတခြားသောကရင်မျိုးနွယ်စုတွေပေါင်းစည်းရေးကိုဥတီပြီးရည်ရွယ်ချက်များအဖြစ်ဗြိတိရှအာဏာပိုင်များနဲ့နားလည်မှုရယူရေးပူးပေါင်းဆောင်ရွက်ရေး
ကရင်လူမျိုးများရဲ့လူမှုရေးစီးပွားရေးတိုးတက်မှုတွေကိုပညာပေးခြင်းနဲ့၎င်းကိုယ့်အကိုစနစ်ဖြင့်ဆောင်ရွက်ရေးနဲ့ကရင်လူမျိုးများကိုမြန်မာလူမျိုးတို့ရဲ့ဩဇာလွှမ်းမိုးခြင်းမှကာကွယ်စောင့်ရှောက်ရေးဒါတွေပဲဖြစ်ပါတယ်ကရင်အမျိုးသားအသင်းကိုလည်းခရစ်ယာန်သာသနာပြုများကဥဆောင်လမ်းညွှန်ပြသမှုတွေပြုလုပ်ခဲ့ပါတယ်1929ခုနှစ်မှာဝစ်လုံတော်ရစောဖေသားကကရင်ဗုဒ္ဓဘာသာများနဲ့မြန်မာပြည်ကရင်အမျိုးသားအဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီအဖွဲ့ကဒေါကလူအဖွဲ့ကဲ့သို့ပဲမြန်မာပြည်ဥပဒေပြုရေးအဖွဲ့တွင်ပါဝင်ဆောင်ရွက်ခဲ့ပြီးတော့အဖွဲ့ဝင်တွေကတော့များသောအားဖြင့်ဗုဒ္ဓဘာသာများဖြစ်တဲ့အတွက်ကြောင့်မြန်မာလူမျိုးများနဲ့ပုံမူရင်းနှီးချစ်ကြည်မှုကိုလူလားကြပါတယ်။1930ပြည့်နှစ်ဒီဇင်ဘာလ22ရက်နေ့မှာပေါ်ပေါက်ခဲ့တဲ့ဆရာဆန်ဦးဆောင်တဲ့တောင်လူလယ်သမားအရေးတော်ပုံမှာလဲအရေးတော်ပုံတပ်သားများကိုနှိမ်နင်းရန်အတွက်နေချက်အင်္ဂလိပ်အစိုးရကကရင်လူမျိုးတွေကိုအသုံးချခဲ့ပါတယ်။နေချက်အင်္ဂလိပ်တို့ကမြန်မာနိုင်ငံတနိုင်ငံလုံးသိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့1886ခုနှစ်ကပေါ်ပေါက်ခဲ့တဲ့နေချက်တော်လှန်ရေးအင်အားစုများကိုနှိမ်နင်းရန်ကရင်လူမျိုးလက်နက်ကိုင်အဖွဲ့တွေကိုအသုံးချတဲ့ကဲ့သို့1932ခုနှစ်မှာလဲနေချက်အင်္ဂလိပ်အစိုးရကဆရာဆန်ဦးဆောင်တဲ့တောင်လူလယ်သမားအရေးတော်ပုံကြီးကိုဖြိုခွင်းရန်ကရင်လူမျိုးလက်နက်ကိုင်အဖွဲ့တွေကိုအသုံးပြုခဲ့ပါတယ်။ကရင်လူမျိုးလက်နက်ကိုင်အဖွဲ့တွေကဆရာဆန်ရဲ့ဂလုံတပ်ဖွဲ့တွေကိုတိုက်ခိုက်မှုကိုတွန်းလှန်ကြတဲ့ကဲ့သို့နေချက်အင်္ဂလိပ်အစိုးရရဲ့ဂလုံတပ်ဖွဲ့တွေကိုထိုးစစ်ဆင်ရမှာလဲပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ဒီအချက်ကတော့နေချက်ပယောဂကြောင့်တိုင်းရင်းသားလူမျိုးအချင်းချင်းစိတ်ဝမ်းကွဲရတဲ့အချက်များပင်ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီးတဲ့နောက်1942ခုနှစ်မှာဂျပန်တပ်မတော်နဲ့မြန်မာလွတ်လပ်ရေးတပ်မတော်တို့ကမြန်မာနိုင်ငံအတွင်းကိုချီတက်ဝင်ရောက်လာတဲ့အခါနေချက်အင်္ဂလိပ်စစ်တပ်တွေကမြန်မာနိုင်ငံအတွင်းမှာမြေလံစနစ်ကိုကျင့်သုံးခဲ့ပါတယ်။နေချက်အင်္ဂလိပ်စစ်တပ်တွေကရန်ကုန်မြို့အတွင်းမှာအရေးကြီးတဲ့ RET ဓာတ်အားပေးစက်ရုံကြီးမော်လမြိုင် NES ဓာတ်အားပေးစက်ရုံကြီးမြန်မာပြည်မီးရထားကောင်းတွဲစက်ရုံကြီးအေယာဝတီတင်မောကြီးငယ်များမှအစရေနံမြေရေနံထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ရေနံတွင်းတွေတန်လျင်ရေနံချက်စက်ရုံများအားလုံးပို့ဆောင်ရေးမော်တော်ယာဉ်တွေအားလုံးတရက်အောင်လန်မှာရှိတဲ့ဘီလက်မြေဆက်စီဆက်ဝါဆက်မြင်းကြံမြို့မှာရှိတဲ့ဝါနဲ့ချီမြင်ဆက်စက်ပြစက်ရုံတွေနမ်ဒူနဲ့မော်ချီဘော်ရင်းတွေပြီးတော့သခိုင်းတိုင်းအင်းဝတရာကြီးအဲ့ဒီအရာတွေကိုအားလုံးကိုဗြိတိရှတို့ကဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါအပြင်နေချက်အင်္ဂလိပ်စစ်တပ်ကအေယာဝတီမြစ်အညာအရောက်မှာလူစည်းနဲ့ကုန်တင်သင်္ဘောအားလုံးကိုဖောက်ခွဲနှိမ့်မြုပ်ခဲ့ခြင်းငွေစက္ကူတွေကိုမီးရှို့ပစ်ခဲ့ခြင်းငွေတင်းကားတွေကိုရေထဲကိုတွန်ချခဲ့ခြင်းမီးရထားတွဲတွေကိုဖျက်ဆီးခဲ့ခြင်းဒါတွေအားလုံးကိုဗြိတိရှနေချက်အင်္ဂလိပ်တို့ကဖျက်ဆီးပြုလုပ်သွားခဲ့ကြပါတယ်အဲ့ဒီများသာမကနေချက်အင်္ဂလိပ်စစ်ပြည်အစိုးရကမြန်မာနိုင်ငံအတွင်းကိုချီတက်ဝင်ရောက်လာတဲ့ဂျပန်တပ်များနဲ့ပတ်သက်ပြီးတော့သတင်းပေးရန်ဂျပန်တို့ကိုပျောက်ကြားစစ်နဲ့စင်နွဲတိုက်ခိုက်ရန်ပစ္စမန်တပ်သားများအဖြစ်အင်္ဂလိပ်စစ်တပ်ကကရင်တပ်သားအချို့ကိုလက်နက်ခဲယမ်းမိကြောင့်ငွေကြေးအပြည့်စုံပေးအပ်ခါကိုရောင်ဖြောက်နေထိုင်ရန်ညွှန်ကြားခဲ့ပါတယ်ဗြိတိရှတပ်မှဗိုလ်မှူးစီဂရင်းဆိုသူကဗြိတိရှတပ်များမြန်မာနိုင်ငံမှဆုတ်ခွာသွားသောအခါတွင်လိုက်ပါသွားခြင်းမပြုဘဲကရင်နယ်မှာနောက်ချန်နေရခဲ့ပြီးဒေသခံတိုင်းရင်းသားလူမျိုးတွေကိုစီယုံသိမ်းသွင်းပြီးတော့ဂျပန်စန့်ကျင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။ဖာပေါ်မှာအဲ့ဒီကရင်လက်နက်ကင်ပျောက်ကြားများနဲ့ဗမာလွတ်လပ်ရေးတပ်မတော်တို့တိုက်ပွဲတွေဖြစ်ပွားပြီးတော့နှစ်ဖက်စလုံးအကြဆုံးများခဲ့ရပါတယ်။အဲ့ဒီအတော်တွင်းမှာလဲမြောင်မြစီရင်စုဗမာလွတ်လပ်ရေးတပ်မတော်အုပ်ချုပ်ရေးဆိုင်ရာတခင်အချို့နဲ့အင်္ဂလိပ်တို့ခြံရစ်ထားခဲ့တဲ့လက်နက်ကန်ကရင်တပ်သားအချို့တဦးပေါ်တဦးအထင်မြင်လွဲမှားမှုကြောင့်လူမျိုးရေးပဏိပခအသွင်ဆောင်တဲ့အထီးကယုံကြီးပေါ်ပေါက်ခဲ့ပြီးတော့ကရင်မြန်မာနှစ်ဖက်စလုံးနစ်နာဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီပဏိပခကကရင်မြန်မာနှစ်ဖက်ခေါင်းဆောင်များရဲ့လင်းမြန်စွာဖြည့်ရှင်းပေးမှုကြောင့်ပဲဆက်လက်ပြန်ပွားခြင်းမရှိဘဲနဲ့ပြင်ရင်းခဲ့ရပါတယ်။ဒီတော့ခေါင်းစဉ်အသေးအနေနဲ့ကရင်ပြည်နယ်ရရှိရေးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်လူမျိုးတွေကနေချက်ပြောကကြောင့်မြန်မာလူမျိုးများထက်ဗြိတိရှတို့ကိုပုံမှုအားကိုးခဲ့ကြပါတယ်။မဟာမိတ်တပ်တွေမြန်မာနိုင်ငံကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုအောက်မှာမြန်မာပြည်သူတရက်လုံးကလုံးဝလွတ်လပ်ရေးရရှိရန်မျှော်မှန်းချက်နဲ့နိုင်ငံရေးလှုပ်ရှားမှုတွေစတင်ဆောင်ရွက်ခဲ့ရမှာကရင်လူမျိုးတွေအနေနဲ့ကလည်းတီကြားပြည်နယ်ထူထောင်ရေးအတွက်စိုင်းပြင်းလာကြပါတယ်။ကရင် Socialist Service Circle လို့ခေါ်ကရင်ပေါင်းသင်းဆက်ဆံရေးအသင်းက
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ဖက်စစ်ဂျပန်လက်အောက်ကနေလွတ်မြောက်မဲ့ဒေသတွေမှာကရင်လူမျိုးများကိုရန်ကုန်မြို့မှာစုစည်းပြီးလူထုစည်းဝေးပွဲကြီးတစ်ရက်ကို1945ခုနှစ်ဇွန်လ30ရက်နေ့ကနေဇွန်လ9ရက်နေ့အထိကျင်းပပြုလုပ်ပြီးတော့ကရင်ဗဟိုအစည်းအရုံးကိုဖွဲ့စည်းခဲ့ပါတယ်။အစည်းအရုံးဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကရင်လူမျိုးတွေနိုင်ငံရေးအပြင်တစည်းတစ်လုံးနဲ့နေထိုင်ရန်ဖြစ်ပါတယ်။အစည်းအဝေးကနေတင်းနှင်းသာရီတိုင်းပဲခူးတိုင်းပဲခူးခရိုင်ကနေညောင်လေးပင်ခရိုင်ထိုင်းနယ်စပ်နဲ့ဆက်ဆက်လျက်ရှိတဲ့ကရင်လူမျိုးများနေထိုင်ရာဒေသများကိုပေါင်းဆက်ပြီးတော့ကရင်ပြည်နယ်အဖြစ်ဖွဲ့စည်းပြီးတော့ဗြိတိရှဘရင်ခံရဲ့လက်အောက်မှာကရင်လူမျိုးတွေကအုပ်ချုပ်စီရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါအပြင်အစည်းအဝေးကနေစောဘဦးကြီးခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုအင်္ဂလန်ကိုဆေလွတ်ပြီးတော့တီးခြားကရင်ပြည်နယ်ရရှိရေးအတွက်ဗြိတိရှအာဏာပိုင်တွေထံတင်ပြတောင်းဆိုရန်လည်းဆုံးဖြတ်ခဲ့ကြပါတယ်။1946ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့ကနေ6ရက်နေ့အထိရန်ကုန်မြို့မှာမြန်မာနိုင်ငံလုံးဆိုင်ရာကရင်ညီလာခံကိုကျင်းပပြီးတော့ကရင်ဗဟိုအစည်းအရုံးကတီးခြားကရင်ပြည်နယ်တည်ထောင်ရေးအဆိုကိုတင်သွင်းခဲ့ပါတယ်။တချို့တော့ကရင်ကိုယ်စားလှယ်အချို့ကတော့ဒီကိစ္စကစောလွန်သေးတယ်လို့ယူဆပြီးတော့ကန့်ကွက်ကြတော့လဲပဲဒါပေမဲ့အဲ့ဒီအဆိုကအတည်ဖြစ်သွားခဲ့ပါတယ်။1946ခုနှစ်ဇူလိုင်လမှာမစ္စတာစစ်နီလူနီစောဘိုချစ်စောတာရင်စောဘဦးကြီးတို့ပါဝင်တဲ့ကရင်ကိုယ်စားလှယ်အဖွဲ့ကိုအင်္ဂလန်နိုင်ငံကိုဆေလွတ်ပြီးတော့ဗြိတိရှအစိုးရရဲ့သဘောထားကိုစုံစမ်းစီခဲ့ပါတယ်။ကရင်ကိုယ်စားလှယ်အဖွဲ့တွေကဗမာတွေကကရင်လူမျိုးတွေကိုမျိုးပြုတ်အောင်လုပ်နေကြတယ်။ဒါကြောင့်ပဲဗြိတိရှပါလီမန်ကကရင်နိုင်ငံတော်တနိုင်ငံဖြစ်ပေါ်လာအောင်အထူးအဥပဒေပြုလုပ်ပေးပါလို့တောင်းဆိုတဲ့စာတမ်းတစ်ခုကိုအင်္ဂလန်နိုင်ငံမှာရိုက်နှိပ်ဖြန့်ဝေခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ရည်မှန်းချက်ကတော့အောင်မြင်မှုမရရှိခဲ့ပါဘူး။ကိုယ်စားလှယ်အဖွဲ့ကလည်းမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့အခါကရင်ဗဟိုအဖွဲ့အစည်းအရုံးကြီးကရန်ကုန်မြို့မှာ1948ခုနှစ်ဖေဖော်ဝါရီလ9ရက်ကနေ6ရက်နေ့အထိညီလာခံတစ်ရက်ကိုကျင်းပပြီးတော့အင်္ဂလန်နိုင်ငံကိုတွားရောက်ခဲ့တဲ့ကရင်ကိုယ်စားလှယ်အဖွဲ့အောင်မြင်မှုမရရှိခဲ့ပုံကိုရှင်းလင်းပြောကြားပြီးတော့အောင်ဆန်းအန်တလီစာချုပ်ကိုရှုံချခဲ့ပါတယ်။စောဘဦးကြီးကလည်းဘယင်ကန်ရဲ့အမှုဆောင်ကောင်စီကနေနှုတ်ထွက်စေပြီးတော့ကရင်ဗဟိုအစည်းအရုံး KCO ကိုလည်းကရင်အမျိုးသားသမဂ္ဂ KNU လို့ပြောင်းလဲမဲ့ခေါ်ပြီးတော့တိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲကိုတပိတ်မှောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကိုသဘောမတူတဲ့ကရင်လူငယ်များအစည်းအရုံး KYO ကကရင်အမျိုးသားသမဂ္ဂ KNU ကနေခွဲထွက်ပြီးတော့1948ခုနှစ်မတ်လမှာတီးခြားအဖွဲ့အစည်းကိုတည်ထောင်ခဲ့ကြပါတယ်။ KNDO ဖွဲ့စည်းခြင်း KNU အဖွဲ့ချုပ်က1948ခုနှစ်မေလမှာကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ကိုဖွဲ့စည်းပြီးတော့ဇူလိုင်လမှာကာကွယ်ရေးတင်နန်းတွေကိုစတင်ခဲ့ပါတယ်။အဲ့ဒီတင်နန်းဖွင့်ပွဲကိုစောဘဦးကြီးကကရင်အမျိုးသားတို့သည်အမျိုးသားနိုင်ငံထူထောင်ရန်လိုလားနေကြပြီဖြစ်ကြောင်းကရင်လူငယ်များအစည်းအရုံး KYO ဥက္ကဋ္ဌစိုးဘိုးသိန်းကနိုင်ငံရေးအယောင်အသွေးပြောင်းလဲသွားပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အမှန်ကတော့ KIO အဖွဲ့ကအခြေခံဥပဒေအရထူထောင်ပေးရမယ့်ကရင်ပြည်နယ်ကိုသာလိုလားခဲ့ကြပါတယ်။ KNU အဖွဲ့နဲ့အပြိုင်စီယုံလှုပ်ရှားမှုကို KIO အဖွဲ့ကလှုပ်ဆောင်ခဲ့ပါတယ်။ KNU အဖွဲ့ကတိုင်းပြုပြည်ပြုလွတ်တော်ရွေးကောက်ပွဲကိုတပိတ်မှောက်တော်လဲပဲ KIO အဖွဲ့ကထောက်ခံပြီးတော့ရွေးကောက်ပွဲမှာပါဝင်ခဲ့ပါတယ်။1948ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုံမှ180မှာကရင်ပြည်နယ်တန်လွင်ခရိုင်ဒါအပြင်နိုင်ငံတော်သမ္မတကခန့်အပ်ထားတဲ့အထူးကော်မရှင်အဖွဲ့ကသတ်မှတ်သောကရင်အမျိုးသားများနေထိုင်ကြတဲ့ကရင်ပြည်နယ်နဲ့တန်လွင်ခရိုင်တို့ရဲ့ဆက်ဆက်သောဒေသတွေကိုအဲ့ဒီဒေသ၃ခုမှာနေထိုင်ကြသူများနဲ့တကွအဲ့ဒီဒေသအပဖြစ်တဲ့မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ကရင်မျိုးသားများအနက်များရာကအလိုရှိခဲ့သောပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာပြည်ထောင်စုအဖွဲ့ဝင်တစ်ခုအဖြစ်ဖွဲ့စည်းရမည်ဒီပြည်ထောင်စုအဖွဲ့ဝင်ကိုကရင်ပြည်နယ်လို့ခေါ်ရမယ့်အပြင်ရှမ်းပြည်နယ်ရဲ့အဆင့်အတန်းမျိုးလည်းရရှိစေရမည်ဟု၍ပြဋ္ဌာန်းထားပါတယ်အထက်ပါဖော်ပြထားတဲ့ဒေသအသီးသီးရှိလူများရဲ့ဆန္ဒကိုလိုက်နာရန်ဖြစ်သောလမ်းတို့မှာပြည်ထောင်စုနိုင်ငံတော်ရဲ့တရားဥပဒေကသတ်မှတ်တဲ့အတိုင်းဖြစ်ရမယ်လို့ဥပဒေပြဋ္ဌာန်းထားပါတယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ181မှာလဲပုံမှန်180ရကရင်ပြည်နယ်ကိုဖွဲ့စည်းတည်ထောင်ခြင်းမပြုသေးမီအတွင်းတန်လွင်ခရိုင်နှင့်တကွနိုင်ငံတော်သမ္မတကခန့်အပ်ထားတဲ့ကော်မရှင်အဖွဲ့ကသတ်မှတ်သည့်အဆိုပါခရိုင်နှင့်
ဆက်ဆက်လျက်ရှိတဲ့နယ်မြေတွေကိုလွယ်ကူစွာအုပ်ချုပ်နိုင်မှုအတွက်အစီအစဉ်အချို့ကိုထားလျက်ကော်တူလေးဌာနလို့ခေါ်တွင်ရမယ်အထူးဒေသတရက်ရှိရမည်လို့ပြဋ္ဌာန်းထားပါတယ်ဒီလိုပြဋ္ဌာန်းထားတာကိုလည်း KNU အမှုပြုတဲ့ကရင်ခေါင်းဆောင်များကလက်မခံခဲ့ကြပါဘူး1948ခုနှစ်အောက်တိုဘာလ3ရက်နေ့ကနေ4ရက်နေ့အထိမော်လမြိုင်မြို့မှာ KNU ကြီးမှုပြီးတော့ကရင်ခေါင်းဆောင်များနဲ့ကိုယ်စားလှယ်တွေကညီလာခံတရက်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်အဲ့ဒီညီလာခံကနေပြည်ထောင်စုမြန်မာနိုင်ငံတိုင်းပြုပြည်ပြုလွှတ်တော်ကရေးဆွဲတဲ့ဖွဲ့စည်းပုံအုပ်ချုပ်ရေးအခြေခံဥပဒေတွေကိုဒီကရင်ညီလာခံကြီးကနေပြီးတော့လက်မခံနိုင်ကြောင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာကရင်အမျိုးသားများအတွက်ခြေနှက်လောက်တဲ့တည်တံ့ထားတဲ့ကရင်ပြည်နယ်နဲ့ကရင်အစိုးရရရှိမှုမပါခြင်းတို့ကြောင့်လက်မခံနိုင်ခြင်းဖြစ်ကြောင်းကရင်အမျိုးသားတို့အနေနဲ့တနင်္သာရီတိုင်းတောင်ငူခရိုင်ပါဝင်ဧရာဝတီတိုင်းအင်းစိန်ခရိုင်တာယာဝတီခရိုင်နဲ့ညောင်လေးပင်ခရိုင်ခွဲများပါဝင်တဲ့လုံးဝအာဏာပိုင်ဆိုင်သောတိကျကရင်ပြည်နယ်ရရှိရေးတောင်းဆိုရန်ဆုံးဖြတ်ခဲ့ကြပါတယ်ဒီတော့လက်နက်ကင်စုပုံမှုစတင်ခြင်း KNU တို့ကတစ်ဖက်ကနေတိကျကရင်ပြည်နယ်ရရှိရေးကိုတောင်းဆိုနေကြတဲ့ကဲ့သို့ပဲတစ်ဖက်ကနေလေ KNDO လက်နက်ကင်တပ်ဖွဲ့ဝင်တွေကိုဖွဲ့စည်းကလက်နက်များတပ်ဆင်ပေးပြီးတော့တိကျကရင်ပြည်နယ်ရရှိရေးကိုအနုနီးနဲ့တောင်းဆိုရေးမရပါကလက်နက်ကင်လမ်းစဉ်ကိုကင်ဆွဲပြီးတော့ပုံကန်ထားကြရန်အစီအမံတွေပြုလုပ်ထားခဲ့ကြပါတယ်ဒါအပြင် KNU တို့ကတနင်္သာရီအတိုင်းအတွင်းမှာရှိတဲ့မွန်တို့ကိုလည်းတိကျကရင်နဲ့မွန်ပြည်နယ်ထူထောင်ရန်သွေးဆောင်ဖျားယောင်စီယုံနေတဲ့အတွက်ကြောင့်မွန်တို့ကလည်းမော်လမြိုင်နဲ့တထုံခရိုင်များအတွင်းမှာ KNU နဲ့ KNDO အဖွဲ့တွေနဲ့အတူမွန်ညီညွတ်ရေးတပ်ဦးနဲ့မွန်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်းကိုဖွဲ့စည်းခဲ့ကြပါတယ်1948ခုနှစ်နှစ်ကုန်ပိုင်းမှာ KNU ကောင်းဆောင်တွေကမြဝကျွန်းမော်နဲ့တနင်္သာရီတိုင်းအနှံ့အပြားလှည့်လည်သွားရောက်ပြီးတော့တိကျကရင်ပြည်နယ်ရရှိရေးကိုဟောပြောကြပြီးတော့အကယ်၍များမကြာမီအတွင်းတိကျကရင်ပြည်နယ်မရရှိပါကအစွန်းဆုံးထိပြုလုပ်ကြရန်အသင့်ပြင်ထားလို့လှုပ်ဆော်ခဲ့ကြပါတယ်ကရင်တို့ကလည်း1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာကျင်းပပြုလုပ်တဲ့လွတ်လပ်ရေးအောင်ပွဲအခမ်းအနားကိုလည်းပါဝင်ခြင်းမရှိခဲ့ကြပါဘူး1948ခုနှစ်တနှစ်လုံးမှာပဲ KNU တို့ကတိကျကရင်ပြည်နယ်ရရှိရေးကိုလှုပ်ဆော်ပြီးကရင်ပြည်နယ်ကရင်လက်နက်ကင်တပ်များနဲ့ကရင်စစ်ရဲတပ်များအတွင်းကိုသွေးထိုးမှုပြုလုပ်ပေးခဲ့ပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးတဲ့နောက်ကွန်မြူနစ်တွေရဲဘော်ဖြူတွေတောခိုပြီးတော့စူပူတောင်းကျမှုပေါ်ပေါက်ခဲ့ရမှာလေ KNU တို့ကကြေးရွာများကိုကွန်မြူနစ်ရန်မှကာကွယ်ရန်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ KNDO တို့ကိုလက်နက်ကင်ဆောင်ခွင့်ပြုရန်တောင်းဆိုခဲ့ရမှာတွန်တေးမှာစစ်ဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းလက်မှတ်နဲ့လက်နက်ကင်ဆောင်ခွင့်ပြုခဲ့ပါတယ်အဲ့ဒီလက်နက်ကင်ဆောင်ခွင့်တွေကိုယူပြီးတော့အချိန်ချင်းအခါခါတွန်တေးတူးမြောင်းကနေတဆင့်မော်တော်တွေနဲ့အခောက်အခါခါတည်ဆောင်ပြီးတော့အင်းစိန်မှာစုယုံခဲ့ကြပါတယ်ကရင်တို့ရဲ့တိကျကရင်ပြည်နယ်ရရှိရေးအတွက်တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အစိုးရကလည်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆောင်ရွက်ရန်1948ခုနှစ်ဧပြီလ6ရက်နေ့မှာပါလီမန်အမတ်စောနောင်တင်မွားနဲ့အဖွဲ့ဝင်10ဦးပါတဲ့ကော်တူလေးနယ်တတ်မှတ်မှုအဖွဲ့ခေါ်အထူးကော်မရှင်အဖွဲ့ကိုခန့်အပ်ပြီးတော့1948ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာတရားလွှတ်တော်ချုပ်ရဲ့တရားဝင်ကြီးချုပ်ဒေါက်တာဘာဦးခေါင်းဆောင်ပြီးတော့လူမျိုးစုကိုယ်စားလှယ်တွေပါဝင်တဲ့ဒေသအလိုက်ကိုပိုင်အုပ်ချုပ်မှုစုံစမ်းရေးကော်မရှင်ကိုဖွဲ့စည်းပေးပြီးတော့ကရင်ပြည်နယ်အရေးကိုဖြည့်ရှင်းဆောင်ရွက်ခဲ့ပါတယ်အဲ့ဒီအတော်တွင်းမှာနိုင်ငံတော်အစိုးရက KNU တွေကိုအမြင့်မှန်ရရှိစေရန်နဲ့သူတို့ရဲ့တီးခြားပြည်နယ်လိုလားတောင်းတချက်တွေကိုဥပဒေစည်းကမ်းအရဆောင်ရွက်ကြရန်အစွမ်းကုန်နှိုးဆော်တိုက်တွန်းခဲ့ပါတယ်မြဝကျွန်းမော်ခရိုင်တွေမှာလူမျိုးရေးကိစ္စများစိုးရိမ်ဖွယ်ဖြစ်လာတဲ့အတွက်ကြောင့်ဝန်ကြီးချုပ်တခင်နုကိုယ်တိုင် KNU ခေါင်းဆောင်စောဘဦးကြီးအပါအဝင် KNU ခေါင်းဆောင်အချို့နဲ့တွားရောက်ပြီးတော့ချစ်ကြည်ရေးတရားဟောကြားခဲ့ရပါတယ် KNU တို့ကလည်းနိုင်ငံတော်အစိုးရအနေနဲ့အလန်နီကွန်မြူနစ်အလံဖြူကွန်မြူနစ်ရဲဘော်ဖြူစတဲ့ရောင်စုံတောင်းကျမ်းသူများနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်အကြက်အတဲရှိနေတဲ့အချိန်မှာအခွင့်အရေးယူပြီးတော့လှုပ်ရှားကြခြင်းလည်းဖြစ်ပါတယ်ဒါအပြင်လွတ်လပ်ရေးရရှိချိန်မှာတပ်မတော်ရဲ့အဓိကကျတဲ့ဌာနကြီးတွေမှာချုပ်ကင်ထားတဲ့သူတွေကတော့ကရင်အမျိုးသားတပ်မတော်အရာရှိကြီးများဖြစ်ပြီးတော့သူတို့ရဲ့ကူညီအားပေးထောက်ပံ့မှုကိုမျှော်လင့်လှုပ်ရှားနေကြတယ်လို့လည်းယူဆနိုင်ပါတယ်ကွန်မြူနစ်များနဲ့ရဲဘော်ဖြူတွေတောခုပြီးတဲ့နောက်မှာစစ်ဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းတပ်မတော်ဗိုလ်ချုပ်ရာထူးကိုဂုံတူးဆောင်အဖြစ်ရရှိထားခဲ့သော
ရဲချုပ်ဦးထွန်းလှအောင်လေတပ်ဦးစီးချုပ်ဒုတိယဗိုလ်မှူးကြီးစောရှိရှိုးဗိုလ်မှူးချုပ်စောကြတို့ဂုံတူးဆောင်ဗိုလ်မှူးချုပ်အဆင့်ရရှိထားသောဦးတင်ထွတ်သူတို့ပါဝင်တဲ့နိုင်ငံတော်လုံခြုံရေးကောင်စီကနိုင်ငံရေးအခြေအနေမငြိမ်မသက်ဖြစ်နေတာကိုအခွင့်ကောင်းယူပြီးတော့ဗမာတနက်ကင်တပ်ရင်းတွေကနေပြီးတော့လက်နက်တွေကိုသိမ်းယူရန်စီမံခဲ့ပါတယ်ဗမာတပ်မတော်ကလည်းကွန်မြူနစ်ပါတီဝင်ဒုတိယဗိုလ်မှူးကြီးဇေယဗိုလ်မှူးရဲထွတ်တို့ကနိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးတော့ကာကွယ်ရေးနဲ့ပြည်ထရေးဝန်ကြီးယာဒူးတွေကိုသူတို့နှစ်ဦးအားပေးရန်တောင်းဆိုခဲ့ပါတယ်ဒီကြက်မကဒုတိယဗိုလ်မှူးကြီးဇေယဗိုလ်မှူးရဲထွတ်တို့ကလည်းဗမာတနက်ကင်တပ်ရင်းများကလက်နက်များကိုသိမ်းယူနိုင်ရန်နိုင်ငံတော်လုံခြုံရေးကောင်စီကစီမံထားရှိတဲ့သတင်းကိုရရှိတာနဲ့တပ်မတော်အတွင်းမှာရှိတဲ့ကွန်မြူနစ်ခေါင်းဆောင်များနဲ့ညှိနှိုင်းပြီးတော့ဦးသိန်းဖေမြင့်ကိုခေါင်းဆောင်တင်ပြီးတော့လက်ဦးရယူအာဏာသိမ်းယူရန်စီစဉ်ခဲ့ပါတယ်ဗိုလ်ချုပ်နေဝင်းက1948ခုနှစ်ဩဂုတ်လ1ရက်နေ့ကနေစတင်ပြီးတော့ဒုတိယစစ်ဦးစီးချုပ်နဲ့ဒုတိယစစ်သေနာပတိတပ်ပေါင်းစုအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်ဗိုလ်စင်ရနဲ့ဗိုလ်ရဲထွတ်တို့ကလည်းလက်ဦးမှုကိုရယူပြီးတော့အာဏာသိမ်းရေးအစီအစဉ်ကိုဗိုလ်ချုပ်နေဝင်းထံကိုတင်ပြရမှာတော့ဗိုလ်ချုပ်နေဝင်းကသဘောမတူခဲ့ပါဘူးဒီလိုပြုလုပ်လိုက်ပါကလုံခြုံရေးကောင်စီမှာအာဏာရထားတဲ့ဗိုလ်ချုပ်စမစ်တွန်းနဲ့ကရင်ခေါင်းဆောင်တွေကနိုင်ငံခြားအကူအညီကိုရယူပြီးတော့ဗမာတပ်များအားလုံးကိုခြေမုံလိုက်ပါကအထိနာမီဖြစ်ကြောင်းသုံးသပ်ခဲ့ပါတယ်1948ခုနှစ်ဩဂုတ်လ18ရက်နေ့မှာဗိုလ်စီရဗိုလ်ရဲထွတ်ဗမာတနက်ကင်တပ်ရင်း3ကအင်အား100ကျော်ခန့်ကမင်္ဂလာတုံကနေပြည်ဘက်ကိုထွက်ခွာပြီးတော့တောခိုကြရမှာတော့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စမစ်တုံးကဗမာတပ်မတော်ကတပ်သားတချို့တောခိုတာကိုအကြောင်းပြပြီးတော့ဗမာတပ်တွေကိုဥနှိမ်ခဲ့ပါတယ်ကရင်တနက်ကင်တပ်ရင်းတွေကိုလက်နက်ကြီးတွေနဲ့ဆက်တနက်တွေကိုဖွဲ့စည်းပုံထက်ကျော်လွန်ပြီးတော့ထုတ်ပေးခဲ့ပါတယ်ဒါနဲ့ပဲ1948ခုနှစ်ဇူလိုင်လ3ရက်နေ့မှာတထုံမှာရှိတဲ့ကရင်စစ်ရဲတွေကစတင်ပစ်ခတ်ပြီးတော့မြို့အုပ်ချုပ်ရေးကိုသိမ်းယူလိုက်ကြပါတယ်1948ခုနှစ်ဩဂုတ်လမှာတထုံမြို့ပေါ်မှာရှိတဲ့ KNU ခေါင်းဆောင်တွေ KNDO တပ်ဖွဲ့တွေနဲ့ကရင်စစ်ရဲတွေပူးပေါင်းပြီးတော့တထုံခရိုင်တစ်ခုလုံးကိုစတင်သိမ်းပိုက်ရန်ကြိုးစားခဲ့ကြရာဩဂုတ်လ20ရက်နေ့မှာတထုံခရိုင်တစ်ခုလုံး KNDO ရဲ့လက်ကိုကြားရောက်သွားပြီးတော့ကော်တူလေးအစိုးရကိုဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်တထုံခရိုင်မှာ KNU နဲ့ KNDO တွေစူပူတောင်းကျမ်းခြင်းနဲ့ပတ်သက်ပြီးတော့ KNU အဖွဲ့ချုပ်က1948ခုနှစ်9လပိုင်း25ရက်နေ့ရက်စွဲနဲ့မြစ်တာရက်ခံချက်စာဆောင်ကိုထုတ်ပြန်ပြီးတော့အစိုးရနဲ့စစ်ဆက်ညှိနှိုင်းရမှာလဲလက်နက်ကင်ပဋိပက္ခမဖြစ်စေရေးကိုခိုင်မာစွာအာမခံပေးခဲ့ပါတယ်အကြမ်းဖက်ဝါဒလက်နက်ကင်ဝါဒကိုလည်းလက်မခံနိုင်ကြောင်းလူသိရှင်ကြားဖော်ထုတ်ကြေညာခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့တီးခြားကရင်ပြည်နယ်ထူထောင်ရေးနဲ့ပတ်သက်ပြီးတော့တောင်းဆိုချက်များကိုတော့ရှော့မပေးခဲ့ကြပါဘူးဗမာပြည်ကွန်မြူနစ်ပါတီနဲ့ရဲဘော်ပြူတွေတောခုသွားတဲ့အတွက်ကြောင့်၎င်းကရင်စစ်ရဲတွေကမြဝကျွန်းပေါ်မှာအစိုးရငွေတိုက်နဲ့လက်နက်တွေကိုတိုက်ခိုက်လူရက်ဖောက်ထွင်းခဲ့ကြသောကြောင့်၎င်းအစိုးရက BTF တပ်ရင်း52ကိုအမြန်ဖွဲ့စည်းရန်စီစဉ်ခဲ့ပါတယ် KNU အဖွဲ့တွေက BTF တပ်ရင်းများဖွဲ့စည်းရခြင်းမှာကရင်အမျိုးသားများကိုနှိပ်ကွပ်ရန်ဖြစ်တယ်လို့ဆွဆွဲလိုက်ပါတယ်1948ခုနှစ်ဩဂုတ်လ14ရက်နေ့မှာကရင်စစ်ရဲတွေကတွန်တင်းမြို့ကိုသိမ်းပိုက်လိုက်ပါတယ်ဩဂုတ်လ20ရက်နေ့မှာမော်ချီမိုင်းကိုသိမ်းပိုက်လိုက်ကြပြန်ပါတယ်ဩဂုတ်လ21ရက်နေ့မှာတထုံနဲ့ကြိုက်ခမီမှာရှိတဲ့ကရင်စစ်ရဲတွေကအတိလင်းပုံငံကြပြန်ပါတယ်စက်တင်ဘာလ1ရက်နေ့မှာလဲကရင်စစ်ရဲများလက်အတွင်းကိုမော်လမြိုင်မြို့ကြားရောက်သွားခဲ့ပြန်ပါတယ်ငိုဝေးပေမှာလဲအစိုးရရဲ့ငွေတိုက်ကိုဖောက်ယူကြပါတယ်ဒီလိုနဲ့ပဲကရင်စစ်ရဲများကစတင်လိုက်တဲ့ကရင်တောင်းကျမှုကပုံမှုကျေပြန့်လာခဲ့ပါတယ်1948ခုနှစ်စက်တင်ဘာလလယ်ခန့်မှာမြန်မာနိုင်ငံအတွင်းကိုရောက်ရှိလာတဲ့လန်ဒန်မြို့ Daily Mail သတင်းစာကနေသတင်းတောက်အလက်ဇန္ဒာကင်းဘဲထံကနေရခင်အမှတ်136တပ်ဖွဲ့တွင်အမှုထမ်းဆောင်ခဲ့ပြီးတော့ကလကတားမြို့မှာရောက်ရှိနေတဲ့ဗိုလ်မှူးကြီးတူးလောက်ရေးသားတဲ့စာတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီစာတွေမှာနိုင်ငံသားကငွေနဲ့လက်နက်ခဲယမ်းမိကြောက်များအကူအညီရယူရန်နဲ့ KNU တို့ရဲ့အကြံစီတွေကိုဖော်ပြထားတဲ့အတွက်ကြောင့်ကင်းဘဲကိုဖမ်းဆီးအရေးယူပြီးတော့နိုင်ငံပြင်ပကိုနှင်ထုတ်လိုက်ရပါတယ်။ကရင်အရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဝန်ကြီးချုပ်သခင်နုအနေနဲ့အတက်နိုင်ဆုံးလိုက်ရောဂါပြည်ပစွာဆက်ဆံခဲ့ပါတယ်။ကရင်စီရဲများရဲ့ပုံကံတောင်းကျမ်းမှုများကိုလည်းအတက်နိုင်ဆုံးမတိကျိုးကျွန်ပြုနေခဲ့ပါတယ်
ဒါပေမဲ့ KNU အဖွဲ့ရဲ့တောင်းဆိုချက်ကိုတော့အစိုးရအနေနဲ့လိုက်လျောနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး KNU အဖွဲ့ကတောင်းဆိုထားတဲ့တီးခြားကရင်ပြည်နယ်ဆိုတာကတန်လွင်ခရိုင်ဖာပွန်ဖအံနယ်များလက်ရှိကရင်ပြည်နယ်တနင်္သာရီတိုင်းတထုံမော်လမြိုင်တဝဲမိတ်ခရိုင်မြဝကျွန်းမော်ဒေသတောင်ငူခရိုင်နဲ့တန်တောင်နယ်သာမကကရင်ပြည်နယ်ဆိုတာကတော့ယခုကယားပြည်နယ်ပဲဖြစ်ပါတယ်အဲ့ဒီဒေသတွေပါဝင်ပြီးတော့အောက်မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုကရင်ပြည်နယ်အဖြစ်တောင်းဆိုနေတဲ့အတွက်ကြောင့်အစိုးရအနေနဲ့မလိုက်ရောနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဒီနေ့ဒီချိန်ထိလည်းကရင်တောင်းကျမ်းသူအဖွဲ့တွေနဲ့ဒါကိုပဲအောက်မြန်မာပြည်တစ်ပြည်လုံးကိုကရင်ပြည်နယ်ဆိုပြီးတော့တောင်းဆိုနေသေးပဲဖြစ်ပါတယ်ငင်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်ရတဲ့အကြောင်းရင်းတွေကတော့ဒါတွေပါပဲဗိုလ်ချုပ်နေဝင်းက1948ခုနှစ်ဩဂုတ်လ1ရက်ကနေစတင်ပြီးတော့ကရင်စစ်ရဲတပ်များရဲ့ပုံကန်ထားကြမှုနဲ့ KNDO တို့ရဲ့လှုပ်ရှားမှုတွေကိုတမတော်ကနေကရင်တနက်ကင်တရင်များကတိတိတသာအကူအညီပေးလာကြပါတယ်1949ခုနှစ်နှစ်ဦးပိုင်းမှာကရင်လက်နက်ကင်တွေကအတိအလင်းပုံကန်တိုက်ခိုက်လာခဲ့ကြပါတယ် KNDO တို့က1949ခုနှစ်ဇန်နဝါရီလထဲမှာပဲထန်းတပင်တောင်ငူခရိုင်ဖြူးနဲ့တောင်ငူတို့ကိုစတင်တိုက်ခိုက်လာပါတယ်တောင်ငူမှာရှိနေတဲ့အမှတ်1ကရင်တနက်ကင်တရင်က1949ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာနိုင်ငံတော်အစိုးရကိုတစ္ဆာဖောက်ပြီးတော့ KNDO တွေနဲ့ပူးပေါင်းတိုက်ခိုက်ရမှာတောင်ငူမြို့ကဇန်နဝါရီလ29ရက်နေ့မှာကရင်တောင်ကျမ်းသူတွေရဲ့လက်အောက်ကိုကြာရောက်ခဲ့ရပါတယ်အလားတူပဲဖြူးအုတ်တွင်းထန်းတပင်အဲ့ဒီမြို့တွေကလည်း KNDO တို့ရဲ့တိမ့်ပိုက်ခြင်းကိုခံခဲ့ရပါတယ်ပသိမ်မြို့ကိုလည်းဇန်နဝါရီလ28ရက်နေ့မှာကရင်လက်နက်ကင်တပ်တွေကစတင်တိုက်ခိုက်ပြန်ပါတယ်ဆက်လက်တင်ဆက်ပေးသွားမှာကတော့အင်းစိန်တိုက်ပွဲအကြောင်းပါဒီတော့အင်းစိန်တိုက်ပွဲစတင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပါမယ်KNDO တွေကအင်းစိန်မှာ1949ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကတည်းကစတင်လှုပ်ရှားခဲ့ကြပြီးတော့ကရင်တပ်တွေရဲ့အင်အားကတော့တောင်းတင်းလာပါတယ်အမှန်မှာတော့ကရင်များက1948ခုနှစ်အောက်တိုဘာလလယ်ခန့်ကအင်းစိန်မှာစုယုံနေထိုင်ကြပြီးပဲဖြစ်ပါတယ်ရန်ကုန်မြို့မှာရှိတဲ့ကရင်အစုအဖွဲ့ကြီးမားတဲ့အင်းစိန်ခဝဲချမ်းကြိုက်ကလားကြိုကုန်းဇော်ဘာကြီးကုန်းတွေမှာကရင်တွေက1948ခုနှစ်အောက်တိုဘာလလယ်ခန့်တွေကစတင်ပြီးတော့အစိုးရစစ်တပ်များကိုတိုက်ခိုက်လာပါကကာကွယ်ရန်ဆိုပြီးတော့သူတို့နေထိုင်နေတဲ့ရက်ကွက်တွေကိုတိုး၍မပေါက်နိုင်အောင်အကာအကွယ်တွေခိုင်ခိုင်မာမာစတင်ပြုလုပ်လာကြပါတယ်ရွာစုံရွာဖျားတွေမှာလည်းမြေကရုတ်ကျင်းတွေကို၎င်းအိမ်အောက်တွေမှာလည်းကျင်းတွေကို၎င်းတူးကြပြီးတော့အချက်အချာကြတဲ့နေရာတွေမှာလက်နက်ကင်တပ်ဖွဲ့တွေကိုချထားခဲ့ကြပါတယ်လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ဓာတ်ဆီများကိုစုဆောင်းပြီးတော့မြေအောက်မှာတိုးဝက်ထားကြပါတယ်မြဝကျွန်းမော်ခရိုင်တွေကရင်နီနယ်တွေနဲ့တထုံခရိုင်တို့မှ KNDO တပ်တွေကိုပါခေါ်ယူထားခဲ့ကြပါတယ်လူတော်လူလာလမ်းမများကဝေးကောင်ချောင်ကြတဲ့နေရာတွေမှာစစ်တမ်းလျားတွေစောက်လုပ်ပြီးတော့ KNDO တွေကိုစစ်တင်နန်းတွေအပြင်းအထန်လေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်မအူပင်နဲ့တထုံခရိုင်တွေက KNDO တွေကလည်းယာနဲ့ချီပြီးတော့တွန်တေးစာဘူးတောင်းတို့ကနေတဆင့်အင်းစိန်မှာလာရောက်စုယုံကြပါတယ်မြန်မာတို့ကကရင်ရက်ကွက်များအတွင်းကိုဘယ်လိုအကြောင်းနဲ့မှဝင်လို့မရနိုင်အောင်ဓာတ်မြစ်ထားခဲ့ကြပါတယ်1949ခုနှစ်ဇန်နဝါရီလဆန်းမှာအင်းစိန်တဝိုက်အခြေအနေကတော့အပြင်းအထန်ဆိုးဝါးလာခဲ့ပါတယ် KNDO တို့ကဥပဒေမဲ့တရားမဲ့ပြုကျင့်မှုတွေကိုပြုလုပ်လာခဲ့ကြပါတယ်ဒါကြောင့်ပဲအစိုးရကစစ်ဝန်ထမ်းတပ်တွေကိုအင်းစိန်ကိုစေလွတ်ပြီးတော့ငွေတိုင်းနဲ့အခြားအစိုးရအဆောက်အဦတွေကိုကာကွယ်စောင့်ရှောက်စေခဲ့ပါတယ်ဒီလိုစစ်ဝန်ထမ်းတွေကိုစေလွတ်ခြင်းကိုလည်း KNDO တို့ကသူတို့ကိုနှိပ်ကွရန်လို့ယူဆပြီးတော့စစ်ဝန်ထမ်းတပ်တွေနဲ့ KNDO တပ်တွေကြားမှာမတိမမြတ်ဖြစ်ပေါ်လာခဲ့ပါတယ်ဒါကြောင့်ပဲနိုင်ငံတော်အစိုးရကအစိုးရထိပ်တန်းအရာရှိတွေတပ်မတော်အရာရှိတွေနဲ့ KNDO ခေါင်းဆောင်တွေပါဝင်တဲ့ရှစ်ဦးကော်မတီကိုဖွဲ့စည်းပြီးတော့ KNDO တို့ကိုစိစက်ရန်ကြိုးပမ်းခဲ့ရပါတယ်ရှစ်ဦးကော်မတီကလည်းအဓိကတာဝန်ကတော့အင်းစိန်မှာ KNDO တွေစုယုံရောက်ရှိနေခြင်းကအရေးခင်းကြီးတစ်ခုဖြစ်ပွားပေါ်ပေါက်စေရန်အကြောင်းရှိတဲ့အတွက်ကြောင့်သူတို့ကိုနေရက်ကိုပြန်လည်ပို့စေရန်ပဲဖြစ်ပါတယ်ဒါပေမဲ့လည်းရှစ်ဦးကော်မတီရဲ့ကြိုးပမ်းချက်ကတော့အရာမထင်မဲ့ဇန်နဝါရီလကုန်မှာလုံးဝပြည့်ပြည့်သွားခဲ့ရပါတယ်1949ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာအင်းစိန်တဝိုက်မှာရှိတဲ့တမိုင်းခဝဲချံဇော်ဝါးကြီးကုန်းစတဲ့စင်ကြေဘုံရက်ကွက်တွေမှာတိုက်ပွဲတွေစတင်ဖြစ်ပွားလာပါတယ်ဇန်နဝါရီလ31ရက်နေ့မှာတော့စစ်ဦးစီးချုပ်ဗိုလ်ချုပ်စမစ်တွန်းနဲ့ဒုတိယဗိုလ်ချုပ်ကြီးနဲ့အထက်အရာရှိတွေကပြည်ထောင်စုစစ်ရုံးမှာစူပူတောင်းကျမ်းမှုနဲ့ပတ်သက်ပြီးတော့အစည်းအဝေးတစ်ရပ်ကိုကျင်းပခဲ့ကြပါတယ်အစည်းအဝေးကမှ
တပ်မတော်သည်မြန်မာနိုင်ငံဖွဲ့စည်းပုံအုပ်ချုပ်မှုအခြေခံဥပဒေနဲ့နိုင်ငံတော်အစိုးရပေါ်တစ္ဆာစောင့်တည်ရန်လူမျိုးရေးအထီးကရုံးများမှာပေါ်ပေါက်စီအောင်တားဆီးရန်ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီအစည်းအဝေးမှာလဲလက်နက်ကင်စစ်တပ်များနဲ့တိုင်းပြည်ရဲ့အခြေအနေဆိုတဲ့စာတမ်းကိုဖြန့်ဝေပြီးတော့ဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းနိုင်ငံတော်အစိုးရအနေနဲ့တပ်မတော်အတွင်းမှာရှိတဲ့ကရင်အရာရှိကြီးတွေကိုယုံကြည်မှုကတော့တိတ်မရှိတော့ပါဘူး။ဒါကြောင့်ပဲဖေဖော်ဝါရီလ1ရက်နေ့မှာစစ်ဦးစီးချုပ်ဗိုလ်ချုပ်စမစ်တုံကိုတပ်မတော်မှနှုတ်ထွက်စေပြီးတော့ဗိုလ်ချုပ်နေဝင်းဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့စစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးအပ်လိုက်ပါတယ်။တပ်မတော်အတွင်းမှာရှိတဲ့ကရင်အရာရှိတွေနဲ့တပ်သားတွေကိုလည်းလက်နက်များကိုဖြုတ်သိမ်းပြီးတော့ခွင့်ရရှိပေးပြီးတော့အနားယူရန်စီစဉ်ခဲ့ပါတယ်။1949ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာအင်းစိန်ကို KNDO တွေကသိမ်းပိုက်လိုက်ကြပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာပြည်မြို့မှာရှိတဲ့အမှတ်နှစ်ကရင်တနက်ကင်တပ်ရင်းကနိုင်ငံတော်အစိုးရကိုတစ္ဆာဖောက်ပုံကံပြီးတော့ပြည်မြို့ကိုသိမ်းပိုက်လိုက်ကြပြန်ပါတယ်။အဲ့ဒီနောက်အင်းစိန်မှာရှိတဲ့ KNDO တွေကိုအင်အားဖြည့်တင်ပြီးတော့ရန်ကုန်ကိုသိမ်းပိုက်ရန်ပြည်ရန်ကုန်ကားလမ်းတိုင်းစုံစင်းချီတက်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်ကနေစတင်ပြီးတော့ KNDO တွေနဲ့တပ်မတော်ကရင်လက်နက်ကင်တပ်ရင်းတွေရဲ့ပုံကံတောင်းကျမ်းမှုကအတိအလင်းပေါ်ပေါက်လာခဲ့ပါတယ်။ကျွန်တော်တင်ဆက်ပေးသွားတာကတော့မြန်မာတပ်မတော်နဲ့ KNU တို့စတင်တိုက်ပွဲတွေဖြစ်ပွားလာခဲ့တဲ့သမိုင်းအစပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီတော့နောက်ရက်ဒီမှာပြန်တွေ့ပါမယ်။